နိုင်ငံတကာသတင်းတချို့တင်ဆက်ပေးသွားပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနေနောက်ဆုံးရသတင်းတစ်ခုပေါ်ထွက်လာပါတယ်။သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာကျွန်တော်ကိုယ်စားလှယ်တွေဟာဆွေးနွေးညှိနှိုင်းဖို့အတွက်ပါကစ္စတန်နိုင်ငံအစ္စလမ်ဘတ်မြို့ကိုမနေ့ပြန်ညနေမှာရောက်ရှိကြပါလိမ့်မယ်လို့ရေးသားထားပါတယ်။ဆက်လက်ပြီးသူပြောတာကကျွန်တော်တို့ဘက်ကတကယ်မျှတပြီးတင့်တော်တဲ့သဘောတူညီချက်တစ်ခုကိုခံလန်းထားပါတယ်။သူတို့အနေနဲ့ဒါကိုလက်ခံလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။တကယ်တော့လက်မခံဘူးဆိုရင်တော့အမေရိကန်ပြည်ထောင်စုအနေနဲ့အီရန်နိုင်ငံမှာရှိတဲ့လက်စစ်တပ်အားပေးစေယုံတိုင်းနဲ့တရားတိုင်းကိုဖြစ်စီပြစ်မှာပါလို့ဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။တကယ်လို့ဆွေးနွေးပွဲတွေပြပြသွားခဲ့မယ်ဆိုရင်လူကောင်းလို့ဆက်ဆံနေမှာမဟုတ်တော့ဘူးလို့တတိပေးထားပြီးတော့အဆိုပါတရားတွေနဲ့ဓာတ်အားပေးစေယုံတွေကိုလည်းအမြန်ဆန်ဆုံးနဲ့အလွယ်တကူပြိုလဲသွားအောင်လုပ်ပြလိုက်မယ်လို့ထရမ့်ကဆိုထားပါတယ်။အီရန်စစ်ကမ်းတွေကိုအမေရိကန်ပိတ်ဆို့ထားတာဟာအပြစ်ခက်ချက်စေရေးသဘောတူညီချက်ကိုချိုးဖောက်ရာရောက်ပြီးတရားမဝင်သလိုရာဇဝတ်မှုလည်းဖြစ်တယ်လို့အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအစမဲဘာဂရီကဝေဖန်ပြောကြားလိုက်ပါတယ်။ဘာဂရီကဒီကြောင့်နဲ့ပတ်သက်ပြီးလူမှုကွန်ရက် post မှာကုလသမဂ္ဂစာချုပ်တစ်ခုမှာပါတဲ့အပိုက်တစ်ခုနဲ့ကုလသမဂ္ဂဆုံးဖြတ်ချက်တစ်ခုကိုကိုးကားပြီးတော့နိုင်ငံတစ်ခုရဲ့စိတ်ကမ်းတွေနဲ့ကံယူတန်းတွေကိုပိတ်ဆို့ခြင်းဟာတားမြစ်ထားကြောင်းဖော်ပြထားပါတယ်။ဒါပြင်အမေရိကန်ဟာအီရန်ပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့စုပေါင်းအပြစ်ပေးမှုကိုကျူးလွန်နေခြင်းဖြစ်ပြီးတော့ဒါကရာဇဝတ်မှုမြောက်တယ်လို့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ဘာဂရီကဆွဆွဲပြောဆိုထားပါတယ်။